ဒီဇနီးမောင်နှံဟာလက်ထပ်ခဲ့ကြတာ10နှစ်တိုင်ရှိခဲ့ပါပြီ။ဇနီးဖြစ်သူဟာမိသားစုအတွက်ဘယ်တော့မှတရက်ကလေးတင်မှအနားမယူဝင်ပဲမရက်မနာအလုပ်လုပ်ပေးခဲ့တာပါ။ဒါပေမဲ့သူမရရှိခဲ့တဲ့အရာကတော့လင်ယောက်ျားရဲ့အေးဆက်ဆံမှုလေးတမကပဲသူမကိုအင်စီတယောက်လိုသဘောထားပြီးနေ့တိုင်းမဆုံးနိုင်တဲ့အိမ်မှုကိစ္စတွေကိုအတင်းအကျပ်လုခိုင်းတာပဲဖြစ်ပါတယ်။သူမကတအိမ်လုံးကိုတန်ရှင်းရေးလောက်သမင်းဟင်ချက်အရာကိုစီစဉ်ပေးနေရချိန်မှာခင်မင်းဖြစ်သူကတော့လက်ကလေးတစ်ချောင်းတောင်မှလှုပ်လို့မရှိပါဘူး။ဒါပေမဲ့ထူးဆန်းတာကတော့ခင်မင်းဖြစ်သူဟာရောက်ခမအမေကြီးနဲ့တွေ့တဲ့အခါမျိုးမှာတော့သူ့ရဲ့အမူအရာဟာရုတ်တရက်လုံးဝပြောင်းလဲသွားပြီးအလွန်မဲ့ယဉ်ကျေးဖြူငါကဖော်ရည်တတ်သူတူချစ်သွားတာပါ။ဒါကြောင့်မလို့တနေ့မှာတော့ဇနီးဖြစ်သူဟာသူမရဲ့အိမ်တော်ရေးတွေကမတရားတဲ့ဆက်ဆံခံရမှုတွေကိုရင်ဖွင့်ညှိနှိုးဖို့မိခင်ဖြစ်သူရဲ့အိမ်စီကိုပြန်သွားခဲ့ပါတယ်။ပြီးတော့အဲ့ဒီတုန်းကဘာဖြစ်လို့မိခင်ကဒီအိမ်တော်ရေးကိုမတားဆီးခဲ့တာလဲဆိုပြီးလှမ်းမိခဲ့တာပေါ့။မိခင်ကသူမအနေနဲ့တားဆီးဖို့စူးစမ်းခဲ့မှုပဲမအောင်မြင်ခဲ့ဘူးလို့ပြောတဲ့အခါသမီးဖြစ်သူကတော့မိခင်ဟာပြက်ပြက်တသားမလုပ်ခဲ့လို့ဆိုပြီးအပြစ်တင်ခဲ့တယ်လို့ဒီနေ့ကသူမရဲ့စီးရဲဒုက္ခတွေဟာလေမိခင်ကြောင့်ဖြစ်ရတာဆိုပြီးဆွတ်ဆွဲအပြစ်တင်ခဲ့ပါတယ်။ဒါပေမဲ့လေမိခင်ဖြစ်သူကအကယ်၍သမီးဖြစ်သူသာလင်မယားကွာချင်းချင်းတွေဆိုရင်သူမအနေနဲ့အပြစ်အဝထောက်ခံပေးမှဖြစ်ပြီးချစ်ချင်းပဲအတူတူခေါ်ထုတ်သွားမယ်လို့ချစ်ချင်းပြန်ပြောခဲ့ပါတယ်။ဒါကြောင့်သမီးဖြစ်သူဟာမိခင်ဟာသူမဘက်ကမတ်တက်ရက်ပေးပြီးခင်မင်းဖြစ်သူကိုတင်ကန်းစာကောင်းကောင်းပေးလိမ့်မယ်လို့ယုံကြည်သွားခဲ့တာပေါ့။ဒါပေမဲ့မထင်ပဲသူတို့နှစ်ဦးပြန်ဆုံတွေ့တဲ့အချိန်မှာတော့အရာအလုံးဟာပြောင်းပြန်ချသွားခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ခင်မင်းဖြစ်သူဟာအိမ်ကိုတန့်ရှင်းရေးလုပ်နေခဲ့ပြီးရောက်ခမအမေကြီးကိုမြင်ချင်းမှာပဲနှွေးထွေးလာတဲ့အပြုံကြီးနဲ့စီးကြိုခဲ့လို့ပါ။အစားပိုင်းမှာတော့သမီးတို့ကာကွယ်ဖို့နဲ့ခင်မင်းလင်ကိုစုံမဖို့ကြီးပဲချက်နဲ့လာခဲ့တဲ့မိခင်ကြီးဟာခင်မင်းလင်အလုပ်တွေကိုတကူးတကားကျူးကျူးဆာဆာလုပ်နေတာကိုမြင်တွေ့လိုက်တဲ့အခါဘဲကနေစောက်ပြောရမှမသိပဲအံ့ဩတုန်လှုပ်ပြီးတွန့်ဆုတ်သွားခဲ့ရပါတယ်။ဇနီးဖြစ်သူအိမ်ထဲကိုပြန်ဝင်လာတဲ့အချိန်မှာတော့သူမရဲ့မိခင်ဖြစ်သူဟာခင်မင်းဖြစ်သူကိုကူညီပေးရမယ့်အစားသူ့ရဲ့နားအီတွေကိုငင်လေးတန့်ရှင်းပေးနေတာကိုအံ့ဩမင်တက်စွာမြင်တွေ့လိုက်ရတာပါ။ဒါတင်မကသေးပါဘူးမိခင်ဖြစ်သူဟာသမီးဖြစ်သူကိုပါဇနီးကောင်းတယောက်ပြီးသားအောင်မလုပ်တတ်ဘူးဆိုပြီးအပြင်းထန်ဝေခွင့်ပစ်လိုက်ပါသေးတယ်။ဒါကြောင့်အမျိုးသမီးငယ်ရဲ့အုံနောက်ထဲမှာလုံးဝဗလာချင်းသွားခဲ့ပြီးဒီလိုရလက်မျိုးထွက်လာလိမ့်မယ်လို့ဘယ်တော့မှမမျှော်လင့်ထားခဲ့ပါဘူး။မိခင်ဖြစ်သူကတော့ဒုက္ခအနှဲငယ်လောက်တီးခံရတာဟာဘာမှမဟုတ်ပါဘူးလို့စွန့်ညင်ဆိုခဲ့တယ်လို့ပထမကလေးမွေးဖွားစဉ်တုန်းကသမက်ဖြစ်သူဟာမွေးခန့်အပြင်ဘက်မှာစိုးရိမ်တကြီးနဲ့ဟိုလျောက်တီလျောက်စောင့်ဆိုင်နေခဲ့ပုံတွေကိုပြန်လည်အမှတ်ရစေခဲ့ပါတယ်။သူဟာဒီမိသားစုကိုတကယ်ချစ်တာဖြစ်ပြီးသူ့ရဲ့ကြီးကြတတ်မှုတွေဟာလည်းလူနေမှုဘဝဆန်နှုံးမြင့်လို့သာချစ်တာလို့မိခင်ကယုံကြည်နေတာပါ။ဒါအပြင်သမက်ဖြစ်သူဟာအိမ်ကိုပတ်စံရှာပေးနေတဲ့သူမို့သမီးဖြစ်သူအနေနဲ့သူ့ရဲ့အလိုကိုပဲဖြည့်ဆည်းပေးဖို့တိုက်တွန်းခဲ့ပါသေးတယ်။အမျိုးသမီးငယ်ကသူမကိုယ်တိုင်လည်းအလုပ်လုပ်ပြီးပတ်စံရှာနိုင်ပါတယ်လို့ပြောတဲ့အခါမှာတော့မိခင်ကလုံးဝမနာထောင်ခဲ့ပါဘူး။ရောက်ခမအမေကြီးကမိမိဘက်ကနေပါဝင်ထောက်ခံပေးလိုက်ပြီးဆိုတာကိုသိသွားတဲ့အခါမှာတော့ခင်မင်းဖြစ်သူဟာချစ်ချင်းပဲယုံကြည်မှုတွေပို့မှုတိုးပွားသွားပြီးသူ့ဇနီးကိုမရက်မနာအပြစ်တင်ဝေဖန်ပါတော့တယ်။သူဟာအတန်တွေကိုမြုပ်တင်လိုက်ပြီးဇနီးတဲ့အပေါ်လက်ညှောက်ငေါက်ထိုးပြီးအပြစ်ရှာပါတော့တယ်။အမျိုးသမီးငယ်ခင်ဗျာမိခင်စီကနေအကူအညီလာတောင်းခဲ့တာဖြစ်တာကြောင့်အခုလိုအခြေအနေတွေအပေါ်မှာလုံးဝစိတ်ရှုပ်ပြီးရင်ကြိုးရချပါတယ်။နောက်ဆုံးမှာတော့သူမရဲ့အမေအရင်ကိုလည်းကပဲခင်မင်းဖြစ်သူရဲ့ဘတ်တော်သားအဖြစ်ရက်တီပေးဖို့ရွေးချယ်သွားခဲ့တာကြောင့်သူမဟာမိမိရဲ့အင်္ဂေဟာလေးထဲမှာပဲပစ္စာဖောက်ခံရတယ်လို့ခံစားရပြီးအစွမ်းမစပဲအထီးချမ်းစွာတဲ့ကြံရည်ရတော့ပါတော့တယ်ဗျာ။